နိုဝင်ဘာလ4ရက်5ရက်6ရက်နေ့မှာရာဒီလိုက်တလချင်းမွေးဖွားသူတွေဘာတွေဖြစ်နိုင်မလဲဆိုတာသိရမှာဖြစ်ပါတယ်။ကောစာတည်င်းလာဂျိုလို့ခေါ်တဲ့တနည်းအားဖြင့်စမ်းလို့လည်းခေါ်ပါတယ်။နောက်မျိုးအားဖြင့်မိုးလို့ခေါ်တဲ့လာမင်းဟာ2025ခုနှစ်ဇန်နဝါရီ4ရက်မြန်မာစံတော်ချိန်13:34မိနစ်38စက္ကန့်မှာမေယာရီကနေပြီးတော့မေတ္တယာဒီအရီတို့ကူပြောင်းဝင်ရောက်မှာဖြစ်ပါတယ်။အဲလိုကောစာတနင်္လာကျုံမှာမေတ္တယာဒီဘယ်လောက်ထိနေမလဲဆိုတော့တရက်23:12မိနစ်16စက္ကန့်တိုင်အောင်နေမယ်လို့သိရပါတယ်။အဲလိုနေထိုင်လို့ရှိရင်ကာရကယာဒီနဲ့ပတ်သက်တာဖြစ်တတ်ပါတယ်။ဘယ်လိုမျိုးဖြစ်မလဲဆိုလို့ရှိရင်မိခင်နဲ့ပတ်သက်တာတွေငွေပတ်စံနဲ့ပတ်သက်တာတွေကားတနင်္လာဂျိုနဲ့နန်နဲ့ပတ်သက်တာတွေကြောက်စတွေနဲ့ပတ်သက်တာတွေတွေ့ကြုံရမှာဖြစ်ပါတယ်။မေတ္တယာဒီဂျိုခွင်ဟာတနင်္လာဂျိုရဲ့ဥဒ္ဒတိန်ယာဒီဖြစ်နေတော့လည်းတွေ့ရမှာဖြစ်ပါတယ်။ဒီအတွက်ကြောင့် March 21ရက်နေ့ကနေ April 19ရက်နေ့မွေးဖွားတဲ့မေတ္တယာဒီဖွားတွေဟာမိမိရဲ့မိခင်နဲ့ပတ်သက်တဲ့တော်၎င်းမိခင်ကိုယ်တိုင်မဟုတ်တော့မှမိခင်ကဲ့သို့ကိုယ်နဲ့ဆက်ဆံရရှိတဲ့သူများထံမှအကူအညီများရရှိပါမယ်။ထို့သူမိမိကိုယ်တိုင်တော်၎င်းမိမိအမျိုးထဲတော်၎င်းအိမ်ချမ်းမြေရောင်းချင်တာရှိရင်ဖြစ်စေသူတို့ကိုယ်တိုင်အိမ်ချမ်းမြေပွဲစားလုပ်တာဖြစ်စေမော်တော်ကားပွဲစားစသဖြင့်တနင်္လာနဲ့ပတ်သက်တဲ့အလုပ်တွေလုပ်လို့ရှိရင်အဆင်ပြေချောမြင်မှာဖြစ်ပါတယ်။ရိတ်တယာဒီဘွားခေါ်တဲ့ဧပြီ20မှမေ20မွေးဖွားသူများအနေနဲ့ကတော့ယခုဒီ4ရက်5ရက်6ရက်အတွင်းမှာခရီးကိစ္စနဲ့အကျိုးမြတ်ရအောင်ဆောင်ရွက်တာမျိုးရှိမယ်ဆိုလို့ရှိရင်မလုပ်ရင်ပဲနောက်ရွှေ့ဆိုင်လိုက်တင်ပါလေဒီနေ့မှစ3ရက်အတွင်းမှာဆုံးဖြတ်ရမယ်တခြားနေရာမှာကုန်စည်စီစဉ်ပို့ဆောင်မှုကိုထံမှတွားရောက်ပို့ဆောင်မယ်ဈေးနှုန်းများဆုံးဖြတ်ပြုရမယ်ဆိုလို့ရှိရင်ဒီ3ရက်4ရက်5ရက်6ရက်3ရက်နောက်ပိုင်းဒါနဲ့ဆုံးဖြတ်ပြီးတော့ဆက်သွယ်ဆောင်ရွက်တင်ပါလေမေ21ရက်နေ့မှဇွန်20ရက်နေ့အထိမွေးဖွားတဲ့မေထုံယာဒီဖွားများကတော့ဒီကာလအတွင်းမှာလောက်ကင်နိုင်တဲ့အရာများအကုန်ဆက်သွယ်လောက်ကင်မှာလက်လာပြောများရရှိပါမယ်ပတ်စံဝင်ပါမယ်အခြေအနေကောင်းပါတယ်ဇွန်21ရက်မှဇွန်လ22ရက်အတွင်းမှာမွေးဖွားတဲ့ကရကယာဒီဖွားများကတော့လုတ်တမြကန်တမြအောင်မြင်မှာဖြစ်ပါတယ်ဒီ4ရက်5ရက်6ရက်နိုဝင်ဘာလအတွင်းမှာမိမိရဲ့ကိုယ်ရေးကိုယ်တာကိစ္စများအထူးသဖြင့်လောက်ကင်မယ်ဆိုလို့ရှိရင်တော့အစရအစင်းပြေအောင်မြင်မှာဖြစ်ပါတယ်ရဲရဲသားလောက်ကင်လို့ရပါတယ်ဇွန်လ23မှာဩဂတ်22ရက်နေ့တွင်မွေးဖွားတဲ့တိန်ယာဒီဖွားလီယိုများလည်းဒီနိုဝင်ဘာလ4ရက်5ရက်6ရက်နေ့မှာလုတ်သမျှအောင်မြင်တတ်ပါတယ်အထူးသဖြင့်အမှုကိစ္စများတစ်ခုခုဆောင်ရွက်တည်တာရှိလို့ရှိရင်အောင်မြင်မှာဖြစ်ပါတယ်ဩဂတ်23မှစက်တင်ဘာ22အထိမွေးဖွားတဲ့ Virgo born ကံရာဒီဖွားများဟာဒီ4ရက်5ရက်6ရက်နိုဝင်ဘာလမှာတော့လုပ်ငန်းတွေတိုးချဲ့တာမျိုးလုပ်တဲ့ကံတဲ့စမှာမျိုးဆက်သွယ်လုပ်ကိုင်မှာမျိုးမလုပ်တင်နေပါဘူးဒီ3ရက်မှာအချိန်ကြီးကြည့်ပြီးတော့ကြိုတင်ပြင်ဆင်ထားတာမျိုးပဲလုပ်ထားတင်ပါတယ်6ရက်နေ့ကျော်မှတာစတင်လုပ်ကိုင်တင်ပါတယ်စက်တင်ဘာ23မှာအောက်တိုဘာ22အတွင်းမွေးဖွားတဲ့ Libra ကိုသူရာဒီဖွားများကတော့အထောက်အကူများရရှိပါမယ်အထောက်အကူများရရှိတဲ့မှာမိမိအိမ်ရှိရင်အိမ်ထောင်ဖက်စီရလည်းရပါမယ်အိမ်ထောင်မရှိသေးသူများတော့မိမိလက်ရှိပေါင်းသင်းနေတဲ့မိတ်ဆွေများထံမှအကူအညီများရရှိပါမယ်ဒါကြောင့်ဒီ4ရက်5ရက်6ရက်အတွင်းမှာရရှိတဲ့ကြံ့ကြံကောင်းများအသုံးပြုပြီးတော့မိမိရဲ့လုံလက်စအလုပ်များကိုအောင်မြင်အောင်လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်အောက်တိုဘာ23မှနိုဝင်ဘာ22ရက်နေ့ဝေးဖွားတဲ့မြိတ်စာရာသီပွားစပီယိုများဟာနိုဝင်ဘာ4ရက်5ရက်6ရက်ဒီ3ရက်အတွင်းမှာမိမိလောက်တာကင်တာတွေကိုတိုးချက်လောက်ကင်တာမျိုးမလုပ်သင့်ပါဘူးမိမိရဲ့လျှို့ဝှက်ကြံစီထားတဲ့အကြံဉာဏ်များအကောင့်ထဲပေါ်မယ်ဆိုရင်မပေါ်သေးဘဲနဲ့6ရက်ကျော်ရမှသာပြုလုပ်သင့်ပါတယ်ဒီကျဲ6ရက်နောက်ပိုင်းမှာမိတို့မိဖုံစတင်ဆောင်ရွက်မဲ့ဟာရများကိုကြိုတင်စုဆောင်ပြီးတော့ပြင်ဆင်ထားတာမျိုးပြုလုပ်တင်ပါတယ်
နိုဝင်ဘာ23မှဒီဇင်ဘာ21ရက်နေ့အထိမွေးဖွားတဲ့ဓနုလက်သမားများကတော့အရင်နှစ်အတော်ကြာလအတော်ကြာစသဖြင့်လုပ်ငန်းကိုင်များရပ်တန့်သလိုမျိုးတိုးတက်မှုမရှိတဲ့လုပ်ငန်းများရှိနေတတ်ပါတယ်။ဒီဟာများကိုလည်းခေတ္တခဏ4ရက်5ရက်6ရက်စသည်ဖြင့်တခြားတိုးတာမျိုးရော့တာမျိုးပြုလုပ်တင်တာမျိုးမလုပ်သေးဘဲနဲ့6ရက်နောက်ပိုင်းမှသာလျှင်မိဖို့မိပုံဆက်လက်လိုက်တဲ့နယ်ကိုယခုချိန်မှာကြိုတင်ပြီးတော့စူးစောင်းထားတာမျိုးကြိုတင်ပြီးတော့လေ့လာထားတာမျိုးနဲ့ပြုလုပ်တင်ပါတယ်ဒီဇင်ဘာ22ရက်နေ့မှဇန်နဝါရီ20အတွင်းမေးဖွားတဲ့မကာရလက်များအနေနဲ့ယခု4ရက်5ရက်6ရက်မှာအခြေအိမ်ထောင်ကြီးများပုံမှန်ဖြစ်နေပါမယ်ကိုယ့်ရဲ့ရင်းနှီးတဲ့မိတ်ဆွေများမှဖြစ်စေထက်ဆင့်ရင်းနှီးတဲ့အပေါင်းအသင်းကနေတဆင့်ပြီးတော့လုပ်ငန်းများလုပ်ကိုင်ရတာမျိုးလုပ်ငန်းပစ္စည်းအသုံးအဆောင်များကိုဝယ်ယူပြီးတော့မိမိလုပ်ငန်းအတွက်တော်၎င်းလက်ဆောင်ပေးဖို့အတွက်တော်၎င်းစသည်မျိုးပြုလုပ်ရတာမျိုးရှိပါမယ်ဒီဟာကိုကသိပြီးတော့ကိုယ့်အတွက်အကျိုးရဲ့အမြတ်ရရှိအောင်ပြုလုပ်နိုင်မယ်ဆိုရင်လည်းအဆင်ပြေမှာဖြစ်ပါတယ်ဇန်နဝါရီ21ရက်မှဖေဖော်ဝါရီ18ရက်နေ့တွင်မွေးဖွားတဲ့ကုန်လက်ရာသီသမားများကတော့ယခု4ရက်5ရက်6ရက်နိုဝင်ဘာလမှာကိုကတခြားသူနဲ့လုပ်ငန်းကိစ္စဖြစ်စေတခြားသောအရာများမှာအင်ပြိုင်သူလိုမျိုးရင်တွဲလှုပ်ဆိုင်ပြီးရှိခဲ့လို့ရှိရင်လည်းစူးစမ်းပြီးတော့အားထုတ်လုပ်ကင်ပါဒီအတွက်အကျိုးရလဒ်များရရှိမှာဖြစ်ပါတယ်ဖေဖော်ဝါရီလ19ရက်နေ့မှမတ်လ20ရက်တွင်မွေးဖွားတဲ့မိန်လက်သားများကတော့ကိုရင်းနှီးမြုပ်နှံတာအသစ်ပြုလုပ်တာဖြစ်စေကိုရဲ့မိတ်ဆွေပေါင်းတင်ရောင်းရင်းများစသည်၍သူတို့အလုပ်ကိစ္စများအပေါ်မှာတုတ်ကင်ဆောင်ရွက်တာမှဖြစ်အဆင်ပြေမှာဖြစ်ပါတယ်ဒီအတွက်ကြောင့်ဒီ4ရက်5ရက်6ရက်မှာကိုလုံးစရာရှိတာဆက်လုပ်ပါကိုညီချင်းစာဆက်ကူညီပါအကြံဉာဏ်ပေးတင်တာများဆက်ပေးပါစသဖြင့်လုပ်ငန်းခွင်များကိုဆက်လက်လည်ပတ်အောင်လှုပ်ဆောင်နိုင်ပါတယ်ယခုဝင်ပါ4ရက်5ရက်6ရက်ဟာမေတ္တာယာတီခွင်ဟာတနင်္လာကြိုရဲ့အုတ်တက်တင်ယာတီမှာရောက်နေတဲ့အတွက်လေးလာသူများသိရှိနိုင်တာဖြစ်ပါတယ်ဒီနေရာအတွက်မေတ္တာလက်အတွက်4တန်းမှာဖြစ်ပါတယ်မြိတ်တာလက်အတွက်3တန်းဖြစ်ပါတယ်မေထုံလက်ကနေကြည့်မယ်ဆိုရင်2တန်းကာရကတ်လက်အတွက်ဆိုရင်3တန်းတိန်လက်အတွက်ဆို12တန်းကန်လက်အတွက်ဆိုရင်17တန်းတူလက်အတွက်ဆို10တန်းဗိစာလက်အတွက်ဆို9တန်းဓနုလက်အတွက်ဆို8တန်းမကရလက်အတွက်ဆို9တန်းကုံလက်အတွက်ဆို6တန်းမိန်လက်အတွက်ဆို9တန်းမှာတွေ့ရမှာဖြစ်ပါတယ်ယခုဖော်ပြတာကတော့မင်းယာတီခွင်ကနေပြီးတော့မေတ္တာယာတီခွင်ကိုတနင်္လာဂျိုဆန်းလို့ခေါ်တဲ့လာမင်းဟာဝင်ရောက်လာတဲ့အတွက်ဒီ3ရက်အတွင်းမှာဘာတွေဖြစ်မလဲဆိုတာကိုယာတီခွင်12ရာတီအတွက်ကိုပြလဲခြင်းဖြစ်ပါတယ်